ကဲလောကပါလမောင်မောင်ရဲ့ဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါဗျာကဲစပြမယ်နော်ဟုတ်ပြီကျွန်တော်တို့ဒီ2025မှာ3မိနစ်တစ်ဖြတ်နဲ့ကျွန်တော်တို့စလိုက်မယ်ကျွန်တော်တို့3မိနစ်တစ်ဖြတ်ပေါ့ဗျာเนาะ3မိနစ်တစ်ဖြတ်ဆိုတော့အဲ့မှာဘာတွေထူးခြားမှုရှိတယ်လဲဆိုတာလေးကျွန်တော်နောက်ပြီးတော့ပြောပြမယ်အဲ့3မိနစ်တစ်ဖြတ်ကလေးကိုကျွန်တော်တို့လုပ်ပြပေးထားတယ်เนาะကျွန်တော် line ပေါင်းစုံကနေပြီးတော့အကွက်တွေကိုထုတ်ပေးမယ်ဒါပေမဲ့အခု3မိနစ်တစ်ဖြတ်ပေါ့ဗျာ3ကတ်မူလို့ပဲအမှန်တော့ဒုစာနှစ်4 6ကတ်တောင်ဖြစ်သွားပြီအမှန်ကတော့ဒီတစ်နှစ်2025တစ်နှစ်လုံးမှာဘယ်ဟာ main ကြလဲဆိုတော့ပြောပြမယ်အဲ့မဲ့ကျွန်တော်ဒီပထမ3မိနစ်တစ်ဖြတ်မှာဒီ900အဲ့ဒါကိုအဓိကယူမယ်900မှာခွင်3ညဆိုတော့ခွင်3ညက main ဖြစ်နေရောเนาะအဲ့ဒါကိုကီးအနေနဲ့ကျွန်တော်တို့အသုံးချမယ်ဗျာခွင်3ညကီးအဲ့ဒါကိုကျွန်တော် break ပြန်ပေါင်းမယ်เนาะ break ကလည်းခွင်3ညဆိုခွင် break ပဲပေါ့เนาะခွင် break ဆိုတော့အဲ့လိုဆိုတော့ခွင်3ညကခွင် break ဖြစ်တဲ့အတွက်အဲ့မှာခွင်ကအပူတောင်ဖြစ်တာเนาะနှလုံးပါပေါ့ဗျာတော့အမှန်တော့เนาะကဲဒုတိယအောက်တပင်ကိုထပ်ရှောမယ်ဆိုရင်ကျွန်တော်တို့963ကိုပေါင်းလိုက်မယ်ဆိုရင်4ပရိရတယ်အဲ့တော့963ပေါ့ဗျာเนาะအဲ့ဒါကီးပဲအဲ့ဒါလုံးဝမဖောက်သေးတဲ့ကီးအဲ့ဒီထဲမှာကျွန်တော်တို့6လုံးပိုင်းသူထုတ်သွားတယ်เนาะဒါကီးအနေနဲ့ပြောပြတာเนาะအဲ့ကီးကိုကျွန်တော်ဘယ်ချိန်မှာဘယ်လိုအသုံးချမယ်ဆိုတာဗီဒီယိုဖိုင်တော့ရှေ့မှာဝါသနာမပါတဲ့လူတွေကြော်တော့ခု388လာပြီ388ဆိုတော့38ဗျာเนาะနှလုံးအဲ့ဒါ break ကပေါင်းခြင်းရ9389ကီးပဲအဲ့ဒါ39နှလုံးညှိတယ်ဗျာเนาะဒီတစ်နှစ်စာလုံးကိုကျွန်တော်အဲ့ဒါမဖောက်သေးဘူးလို့ထင်တာပဲเนาะကို392 break ပေါင်းခြင်းရ4 392အောက်မှာ24ဆိုတဲ့ကီးအညီပဲเนาะနှလုံးညှိဟုတ်ပြီဒုတိယအကြိမ်မှာတော့ရှင်9နှစ်ဒုတိယအကြိမ်တော့ဖြစ်သွားပါပြီသူ့ရဲ့အောက်ပင်ရှင်9နှစ်ကို break ပေါင်းခြင်းရ9ဆိုတော့9ကိုထပ်ထည့်စရာကျွန်တော်တို့အကြောင်းမရှိတော့အဲ့လိုဆိုတော့အဲ့မှာရှင်9နှလုံးညီပဲသူလဲเนาะလုံးဝမဖောက်သေးတဲ့ကီးနော်ခု646ကဲ4ရဲ့6ကဲ break ကလည်း6ဆိုတော့64ကီးဗျာမြတ်အဲ့ဒါကိုခင်ဗျားတို့လွင်ဆန်ပြီးတော့မထိုးပဲနေရသလား6မပိုင်ဒိုင်စားမယ်တဲ့နော်အဲ့ဒါဘာနဲ့သွားတူလင်းလဲဆိုအဲ့ခွင်3ည900နဲ့သွားတူတယ်ခွင်3ညဆိုတော့ break ကလည်းခွင်3ညကီးအဲ့နှလုံးဒီခွင်ဆိုပြီးနှလုံးသွားထိအဲ့ဒီခုမူမှာလဲနော်646ဆိုတော့46က break ကလည်း6ဆိုတော့46က66ပူမလား44ပူမလား6နှလုံးတွဲကြမလားအဲ့46ကိုလွန်ဆန်ပြီးထိုးရတဲ့လူထိုးပေါ့နော်ကျွန်တော်တော့ထိုးရဲဘူး46ကိုညှိထိုးမှာနော်အဲ့ကြောင့်46မကြိုက်တဲ့လူများကြောသွားရှေဝေးဘာမှမပြောမနေနဲ့46မကြိုက်ရင်ကြောသွား46နဲ့ပတ်သက်တဲ့ကဏ္ဍတွေထွက်လာတော့မှလေကဲကျွန်တော်ပြန်ဖြစ်လိုက်ပြီဗျာအဲ့လိုင်းပဲပြမှာနော်3မိနစ်ကျော်လိုင်းရပဲဆက်ပြမှာဆွေတော်မျိုးတော်များကိုအမှန်တော့ကျွန်တော်စောကြီးတင်နေတယ်ဆိုတော့ကျွန်တော်မှအခြေအနေမပေးဘူးကျွန်တော်နေအလို့ကရှုပ်တယ်ဗျာကျွန်တော်လည်း
နော်အလုတ်တရားရှုပ်တော့အဲ့6ထိပ်တဲ့တပင်ကျော်က6ထိပ်တဲ့ကျွန်တော်အရင်တစ်ပတ်ကျော်လား2ပတ်ကျော်လားမသိဘူးပြဘူးတဲ့ဒီမူလေးကနော်6ထိပ်ကနေ6ထိပ်3ပင်အောက်ကိုဆင်းအဲ့ချိန်မှာ1ထိပ်ကနေတပင်ကျော်1ထိပ်လှမ်းရိုက်တယ်အောက်3ပင်ထပ်ဆင်း9ထိပ်ကနေတပင်ကျော်9ထိပ်လှမ်းရိုက်တယ်ဟုတ်ပြီနောက်ထပ်3ပင်ထပ်ဆင်း6ထိပ်ကနေတပင်ကျော်6ထိပ်လှမ်းရိုက်တယ်အဲ့ဒါက4ကတ်မူပေါ့ဗျာကျွန်တော်4ကတ်ဟုတ်ပြီ6ထိပ်6ထိပ်ကြတဲ့အခါမှာတဲ့8ကဲ2ကဲ30တဲ့သုံးလုံးပေါင်းချင်း6ဖြစ်ပါတယ်တဲ့နော်အဲ့လိုနဲ့ပြန်ဖြီတယ်ပေါ့ဗျာ6ကိုပြန်ဖြီသွားတာခု1ထိပ်ကနေ1ထိပ်ကိုလှမ်းရိုက်ပြီးတော့ကဲ3လုံးပေါင်းချင်းတေးဆိုပြီးတော့ပြန်ဖြီသွားပြန်ပြီ9ထိပ်ကနေ9ထိပ်ရိုက်ပြီးတော့3လုံးပေါင်းချင်း9ဆိုပြီးတော့3ရင်4ရင်8ကဲ9ဆိုပြီးတော့ပြန်ဖြီပြန်ပြီဗျာ6ထိပ်ကနေ6ထိပ်ရိုက်တဲ့တွေ့6ခါ6ခါဆိုတော့ကျွန်တော်တို့6ဖြစ်အောင်ဆိုရင်တော့4ထိပ်ထက်မှာတာ6ဖြစ်ပါမယ်တဲ့4ထိပ်ထည့်တယ်ဆိုတော့ကျွန်တော်တို့စောစောတော့6လေးကြီးဗျာ6လေးကြီးကို6ထိပ်လား6ခါလား4ခါလားစသဖြင့်4ပိတ်လားဆိုတော့ဒုရတွေဖြစ်နေမယ်စာခု4ကနေရာရသွားပြီဗျာ4ထိပ်တယ်ဗျာနော်4ထိပ်ဆိုတော့4ထိပ်ကဒီတမူလဲဆိုကျွန်တော်မသုံးဘူးကျွန်တော်ခုထပ်ပြပေးမယ်နှလုံးပေါင်းချင်းခု30တဲ့နော်နှလုံးပေါင်းနဲ့30ကျောင်းနဲ့4ထိပ်က6ထိပ်ကပေါင်းချင်း30တဲ့ဗျဒီလိုနဲ့ပြန်ဖြီတာ00ပေါ့နော်နှလုံးပေါင်း30ကျောင်းနှလုံးပေါင်း30အပေါ်မှာခုနှလုံးပေါင်း8တဲ့3ညရေ8ကပေါင်းချင်းနှလုံးပေါင်း8နဲ့9ထိပ်က3ထိပ်ကနှလုံးပေါင်းချင်း8ပါတဲ့နော်စောစောကမူနဲ့တခြားစီနော်ဒါမူကွဲပြီးတော့ခဏန်းတူနေတာကိုဦးစားပေးပြောပြတာနော်နှလုံးပေါင်းချင်း8တဲ့6က2ကနှလုံးပေါင်းချင်း8ကြောင်းနဲ့3ညထိပ်က8ထိပ်ကနှလုံးပေါင်းချင်း8ပါပဲတဲ့ကဲဗျာနှလုံးပေါင်းချင်း30ပါတဲ့6က4ရဲ့30ကြောင်းတဲ့နှလုံးပေါင်းချင်း30မယ်ဆိုရင်လည်း4ထိပ်ပါပဲတဲ့ဒါနှစ်မူစုံကြတာကိုကျွန်တော်ကတွက်ပြတာနော်ဟိုတန်တဲ့လမ်းတွေက4ထိပ်တွေ3ထိပ်တွေ5ထိပ်တွေစတဲ့ဖြစ်ရှောက်ယူလို့ရတယ်ဒါပေမဲ့ဒီ line တစ် line နဲ့မယ်ကျွန်တော်ကခိုင်လုံအောင်4ထိပ်ကနှစ်မူကြတယ်ဆိုတာလေးရှင်းပြပေးတာနော်ကြိုက်တဲ့လူသုံးပေါ့ဗျာမကြိုက်တဲ့လူကြော်သွားပေါ့နော်4ထိပ်ကကျွန်တော်ကိုယ်တိုင်လဲအောမှာနော်အဲ့ကနန်းအောမှာနော်ခု4ထိပ်ပြီးတော့6ကဘယ်နေရာလဲကျွန်တော်ထပ်ပြပေးမယ်ခါလာပိလာနော်ဟိုဆွေတော်မျိုးတို့မြောက်တခါလေကျွန်တော်တို့ကအစောကြီးတင်ပေးခြင်းတယ်တင်ပေးလို့မရတဲ့အကန့်တွေအများကြီးရှိတယ်ဗျာခိုးတဲ့လူတွေများလို့ရှင်းပြောရရင်နော်ခုနှလုံးပေါင်းချင်း9ဟော3လုံး9တယ်ဗျာ3ပင်စင်းနှလုံး4ဟ
ဟော3လုံး40ဗျာချစ်ရှာရရင်တော့လွယ်လွယ်လေးပဲဗျဒါပေမဲ့အဲ့ဒါတွေကျွန်တော်လက်တန်းကင်နေရတော့ခင်ဗျားတို့ဟိုကြည့်ပြီးမှပြောနေရမို့လက်တန်းကိုကင်နေတာနှလုံး3ကြောင်းနဲ့နောက်3လုံး3တော့မယ်3ခါရေရှေ့ထိတ်ကနှစ်ပိတ်က3လုံးပေါင်းချင်း3ထပ်လို့တော့မှာနော်ဒါကြောင့်3ခါရှေ့ထိတ်နှစ်ပိတ်3လုံးပေါင်းချင်း3မှားတဲ့5တဲ့4တဲ့3တဲ့နှစ်လိုက်ရင်တော့တိတ်ကောင်းတော့ပေါ့ဗျာဒါပေမဲ့မနစ်ဘူးဗျသူ6တဲ့အဲ့6လို့ကိုပူကြိုက်တာစီနီယာဆိုသူဖောက်သွားနိုင်တယ်လေဒါနှလုံးပေါင်းချင်း6တောင်တော့3လုံးပေါင်းချင်း6မယ်တဲ့ကဲစောစောကကျွန်တော်၄ထိပ်ပြပြီးပြီ၄ထိပ်ပြခြင်းဖြစ်တဲ့တည်း3လုံးပေါင်းချင်း6ဖြစ်ဖို့ဆိုရင်4 6ကြီးကအခွပါတဲ့ဗျည4 6အခွနဲ့ကဲခါစီးပြီးဆွဲပြီးတော့ကင်ကြပြီတော့4 6ကီးရအခွနော်အခွရိုက်မယ်တဲ့အဲ့အခွကိုပဲခါစီးပြီးဆွဲလိုက်မယ်ဆိုရင်တော့4 6 3 4 6 1 4 6 2 4 6 3 4 6 4 4 6 5 4 6ဟိုဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုခန်းခန်းရှာပေးမယ်ခု3ညရေ3ရေ6ကဲ1ကဲလေးလေးပေါင်းချင်း3ညကြောင်းနဲ့3လုံးပေါင်းချင်း3ညပါတဲ့9ရေ8ကဲခွင်းပြန်ဖြီးပြီးတော့နောက်တွဲကို1ရေ6ရေ3ညရေ3ကြောင်း3လုံးပေါင်းချင်း4လုံးပေါင်းချင်း3ညပါပဲတဲ့ဟော3ရေ5ရေ2ကဲ3လုံးပေါင်းချင်း3ညပါတဲ့ပြန်ဖြီးပြီး3ညရေ3ရေ6ကဲ1ကဲ3လုံးပေါင်းချင်း3ည4လုံးပေါင်းချင်း3ညကြောင်းနဲ့3 5နှစ်ဆိုတဲ့3လုံးပေါင်းချင်း3ညပါတဲ့ကာလာတွေကျွန်တော်ခွဲပေးထားတာနော်ဘာကြောင့်လဲဒီတလိုင်းထဲမှာပဲခဏန်းတွေကထက်နေတာလိုင်းတွေကထက်နေတာအဲ့ဒါကြီးကိုကျွန်တော်ရှုပ်ချက်ခန့်အောင်စိုးစိုးဟာတွေပဲဆွဲပြလိုက်ရင်တော့ခင်ဗျားတို့ဘာမှကြည့်တယ်မှာမဟုတ်ဘူးနော်ဒါကြောင့်အခု4လုံးပေါင်းချင်း3ပါတဲ့3လုံးပေါင်းချင်း3ပဲဗျာ6နဲ့6နဲ့ဆိုတော့2တစ်ကအော်တိုရောက်ပေါ့4တိ6တဲ့ကြာရင်ထိုးအဲ့ဒါကျွန်တော်လဲအောမှာပဲနော်မပေါရင်လည်းမတတ်နိုင်ဘူးပေါ့ဗျာနော်အားလုံးကမင်းတို့ပြလဲပေးရသေးတယ်တချို့ကစောက်ကြီးစောက်ကျယ်တွေရှောက်ပြောတဲ့ကောင်တွေကအကုန်လုံးကျွန်တော်ဘန်းတော့လာမကြည့်နဲ့စတော့လို့ရှုပ်တယ်ကိုတော်လှုပ်ရှုပ်ခံပြီးတော့မအားတဲ့ဂျားတွေကပြရတာကိုစောက်ကြီးစောက်ကျယ်တွေရှောက်ပြီးတော့ဝင်မှန်းတဲ့ကောင်တွေကတော့ထားမထားဘူးအဲ့မှာပို့ပြီးတော့ထီးအောင်3ကတ်မူနဲ့ကျွန်တော်ချုပ်ပြတာ9ပါဝါ3လုံးပေါင်းချင်း4လုံးပေါင်းချင်း5ပါဝါ4လုံးပေါင်းချင်း8ပါဝါ4လုံးပေါင်းချင်း3ဆိုပြီးတော့ထပ်ချုပ်ပြပေးနေတာနော်အားကြောင့်တရက်10လ2025မှာလက်ဆောင်နေနဲ့4တိ6နော်လောကပါလာမောင်မောင်ပြောရင်လည်းရှင်းတယ်ထဲပဲပြောတယ်နော်ကြိုက်ရင်ထိုးမကြိုက်ရင်ဒိုးပဲစောက်ဖောင်းတော့ဝင်မထူးနဲ့ကင်ပလိုက်မှာအကုန်လုံးအေးစေးပေါ်ကြိုက်ရင်ထိုးလေမကြိုက်ရင်မထိုးနဲ့လေအဲ့ဒါဝင်ပြီးဖင်မရနဲ့တချို့ကဖင်ရတဲ့ကောင်တွေအများကြီးရှိတယ်ဖင်ရတဲ့အသီးခံတဲ့ထဲမှာငါမပါဘူးကင်ပါပဲတွားညောင်း4တိ6 4 6လေးတော့ထိုးလိုက်အောင်နော်ပြန်ကောင်းကက်ရဲ့ပြန်ကောင်းနော်6 4 6ထွက်ထားတယ်နော်ဒါကြောင့်4 6 6ကိုပြန်ကောင်းအနေနဲ့ကျွန်တော်ကတော့ထိုးမယ်မရဘူးမထိုးခြင်းနေကျွန်တော်ထိုးမှာကျွန်တော်ထိုးတဲ့ကနန်းတင်ပေးတာမွေးကနန်း120ရှိတယ်ကျွန်တော်အဲ့မှာကျွန်တော်ရဲ့ Telegram Channel လောကပါလမမောင်ရှာကြည့်အဲ့မှာမွေးကနန်းတင်ထားတယ်
အဲ့ထက်မှ1နှစ်3ညကဒီဘက်မှာကြာဆိုင်ရှိတယ်အဲ့ဒါမှထပ်ပြန်နေရင်တော့ဘူရီဖိုင်ဆုံးမမဟုတ်ဘူးနော်အဲ့လိုဆိုတော့ဒီ416ဖိုင်တစ်ဖိုင်ပဲပြလိုက်မယ်466လည်းအဲ့ line နဲ့မထပ်ပြလို့ရတယ်နော်အဲ့လိုဆိုတော့ပြမနေတော့ဘူးကြိုက်ရင်လိုက်ထိုးမကြိုက်ရင်ထိုးပဲပေါက်သွားမှဆရာလုံးရင်ကျွန်တော်တို့တော့ဆရာလုံးစကားနားမထောင်ဘူးဆိုတာအဲ့ဒါကိုယ်တိုင်းနဲ့ကိုယ်ကံမဲ့မတတ်နိုင်ဘူးနော်ဟိုကံပေးမှရတာကံပေးပေမဲ့ဟိုညံတူမှရတာညံတူပေမဲ့လှုပ်ချက်ချင်းတူမှလည်းရတာဟုတ်နော်လှုပ်ချက်တွေမတူဘူးဆိုရင်လည်းအလကားပဲအဲကြောင့်ဆွေတော်မျိုးတော်များအခုကျွန်တော်ခု30ရက်မှထင်တာ30ရက်မှတင်တာဆိုတော့ဒီ30ရက်မှာပဲယူကျင်တဲ့လူများခွင့်ရှိခွန်ကိုနှစ်6644ဘိုက်ပါပဲလာယူကြံတဲ့နေရာလာမယူနဲ့နော်အဲကြံတဲ့နေရာလာယူတဲ့လူကျွန်တော်ခဏမပေးနိုင်ဘူးပြနော်ဟောကျွန်တော်ဟိုဖုန်းဘေးတွေက message တွေကတအားကုန်တာဒါကြောင့်ကျွန်တော်ခု30ရက်ကို line ကျွန်တော်တက်တဲ့အချိန်ခင်ဗျားတို့တောင်းတဲ့အချိန်နဲ့ညားရင်ကျွန်တော်ပေးမယ်အဲ့လိုမပို့ပြဘူးဆိုတော့မပေးပြဘူးပေါ့ဗျာရှင်းရှင်းလေးပဲเนาะကျွန်တော်ကခုကပေါက်ပေးနေတာဆိုတော့ပေါက်မှပေးပေါက်ရင်2သိန်းဘယ်ကွက်က9ကွက်ပေးတယ်ဘယ်ကွက်ကပေါက်2သိန်းပေးရမယ်မပေးနိုင်လာမယူနဲ့เนาะမပေးနိုင်လာမယူနဲ့ဂရိမတီလာမယူနဲ့အဲ့လိုပဲချို့လာယူကြတာပဲဟုတ်လားဟာပေါက်လဲငါပေးချင်မှဖြစ်တာပဲကွာဒီကောင်ဟုတ်လားအဲ့လိုပုံစံမျိုးလူတွေလာယူလဲရလာယူရပေးကျွန်တော်ပေးပါတယ်เนาะပေါက်သွားသူ့မိသားစုဘဝတွေအဆင်ပြေသွားရင်ဝမ်းတာတယ်ကိုသူမတုတ်ပြန်လို့လည်းဘာမှဖြစ်ဘူးလောကပါလာအေးကြောင်းပဲနော်မတုတ်ပြန်လို့လည်းဘာမှဖြစ်ဘူးကိုတင်းကျင်လို့တင်းနေတာတင်းကျင်မတင်းတာနော်ဒါကြောင့်ကိုတင်တဲ့အချိန်ကိုပေးတဲ့အချိန်ကိုအမိရယူပြီးတော့ပဋ္ဌာန်းဆက်ရှိတဲ့လူများကိုနဲ့ဆက်ဆံခြင်းတဲ့လူများဆိုရင်တော့ဂရိတီလေးရေရှိတွဲလို့ရတာပေါ့ဗျာဒါပါပဲเนาะလောကပါလာချဲတွဲလာတဲ့နှစ်ကနဲတာမှမဟုတ်တာနှစ်ပေါင်းเนาะ10ချီနေပြီလောကပါလာကဏ္ဍကြောင့်ကြီးပွားတိုးတက်လူတွေလည်းအများကြီးပဲထားတော့အဲ့ဒါတွေမပြောတော့ဘူးအခုခုနှစ်ကွက်ပေးမယ်ပေးတဲ့ခုနှစ်ကွက်ကိုယူကျင်တဲ့လူများအဲ့ခွန်ရှိခွန်ကိုနေ6644ဘိုက်ပါနေ30ရက်အခုကျွန်တော်မနေ့ကြီးပိုင်းဒါတင်လိုက်မှာပဲဒီဟာတင်တာမနေ့ကြီးပိုင်းကိုပဲဟိုတနေ့ကုန်လာယူပေါ့ဗျာနော်တရက်နေ့မနေ့ကြီးပိုင်းမှာရေကြီးတုတ်ပြားတွေနဲ့လာရင်တော့အဲ့ချိန်ကျကျွန်တော်ကတော့အေးတာဖုံးပိတ်အိတ်နေတာပဲနော်အဲ့ဒါတော့မထိုက်တဲ့လူမရဘူးဒါကြောင့်ထိုက်တဲ့လူများအခုကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်မိလို့ကျွန်တော်ကဏ္ဍတွေကိုအခုတော့ခွင်ကိုကြိုက်လို့နောက်ထပ်ကဏ္ဍတွေစိတ်ဝင်စားလို့လိုချင်တဲ့လူများတော့လာထားပဲမလိုချင်တို့အာမချောင်းနဲ့အာချောင်းဘမ်းမယ်ဒါပဲကဲအားလုံးကျွန်တော်ပြီးတဲ့ကဏ္ဍနဲ့ပေါက်ကြပါစေ